ရှင်ဒီနေ့မှာတော့စိုးရမ်းရဲ့နာမည်ကြီးကုသမှုဖြစ်တဲ့ anti hair loss treatment လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခုမြင်နေရတာကတော့ကုသမှုလေးမခံယူခင်မှာဥယျာဉ်ပြအခြေအနေလေးကိုစမ်းသပ်ဖို့အတွက်ဒေါက်တာကိုရိုင်းဥယျာဉ်ပြစမ်းသပ်တဲ့ဆက်ကလေးနဲ့ဆက်သက်ပေးနေဖြစ်ပါတယ်နော်ဒီဆက်လေးကနေတစ်ဆင့်ဥယျာဉ်ပြ6နေလားအစီပြန်နေလားဘောက်ထနေလားစတာတွေကိုစခရင်ပေါ်မှာရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်ရှင်ကဲဒါလေးကတော့ဆွေးနွေးမှုအပြီးမှာ anti hair loss treatment လေးကိုကုသမှုခံယူနေရဖြစ်ပါတယ်ရှင် anti hair loss treatment လေးကစပင်ပါတဲ့သူတွေစပင်ကျွတ်တဲ့သူတွေအတွက်အရန်ကုန်မှာတင့်လျော်ပြီးတော့ stem cell ရဲ့အစွမ်းကြောင့်ဥယျာဉ်ပြားလေးတွေကိုအားဖြည့်ပြီးတော့စပင်လေးတွေထူလာတယ်စပင်လေးတွေနှက်လာတယ် baby hair လေးတွေပေါ်လာတယ်စတဲ့ကောင်းကျိုးလေးအများကြီးရှိတာမို့လို့ဆိုရရဲ့နာမည်ကြီး treatment ဖြစ်နေရပေါ့ရှင်ဒီပင်ဆိုင်ကုသမှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးတွေမှာတင်ပြဖို့ရှိတာမို့လို့ဆက်လက်စောင့်မျှော်ကြပါအောင်နော်တတား I want you to stay Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စိုးရမ်းရဲ့နာမည်ကြီးကုသမှုဖြစ်တဲ့ anti hair loss treatment လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခုမြင်နေရတာကတော့ကုသမှုလေးမခံယူခင်မှာဥယျာဉ်ပြအခြေအနေလေးကိုစမ်းသပ်ဖို့အတွက်ဒေါက်တာကိုရိုင်းဥယျာဉ်ပြစမ်းသပ်တဲ့ဆက်ကလေးနဲ့ဆက်သက်ပေးနေဖြစ်ပါတယ်နော်ဒီဆက်လေးကနေတစ်ဆင့်ဥယျာဉ်ပြ6နေလားအစီပြန်နေလားဘောက်ထနေလားစတာတွေကိုစခရင်ပေါ်မှာရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်ရှင်ကဲဒါလေးကတော့ဆွေးနွေးမှုအပြီးမှာ anti hair loss treatment လေးကိုကုသမှုခံယူနေရဖြစ်ပါတယ်ရှင် anti hair loss treatment လေးကစပင်ပါတဲ့သူတွေစပင်ကျွတ်တဲ့သူတွေအတွက်အရန်ကုန်မှာတင့်လျော်ပြီးတော့ stem cell ရဲ့အစွမ်းကြောင့်ဥယျာဉ်ပြားလေးတွေကိုအားဖြည့်ပြီးတော့စပင်လေးတွေထူလာတယ်စပင်လေးတွေနှက်လာတယ် baby hair လေးတွေပေါ်လာတယ်စတဲ့ကောင်းကျိုးလေးအများကြီးရှိတာမို့လို့ဆိုရရဲ့နာမည်ကြီး treatment ဖြစ်နေရပေါ့ရှင်ဒီပင်ဆိုင်ကုသမှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးတွေမှာတင်ပြဖို့ရှိတာမို့လို့ဆက်လက်စောင့်မျှော်ကြပါအောင်နော်တတား